မာတီယာကွန်ညာအိုစီမန်တို့နဲ့သတင်းတွေစလိုက်ထွက်ပေါ်နေတဲ့ United အားလုံးပဲမင်္ဂလာပါ MT Daily Sport Page ကနေပြန်လည်ကြိုလိုက်ပါရင်ပရီးမီးယားလိဂ်ကလပ် Manchester United အသင်းကတော့လာမယ့်ရာသီမှာအသင်းကိုပြင်ဆင်မှုတွေပြုလုပ်သွားဖို့အတွက်သေချာလေးဆောင်ရွက်နေခဲ့ကြတာကိုမြင်တွေ့ထားခဲ့ရပါတယ်။ Manchester United အသင်းဟာယခုနှစ်ဘောလုံးရာသီမှာတော့ရလက်တွေဇက်တိုက်ဆိုသလိုဆိုးရွားနေခဲ့ပြီးပရီးမီးယားလိဂ်မပေးစရာရဲ့အဆင့်ဆက်လေးနေရာမှာရပ်တည်နေခဲ့ကြတာဖြစ်ပါတယ်။ Manchester United အတွက်ကတော့ပရီးမီးယားလိဂ်သမိုင်းမှာအနေဆုံးမပေးစရာရပ်တည်မှုဖြစ်ခဲ့ပြီးရှုံးနိမ့်ခဲ့တဲ့ပွဲရည်အတွက်အများဆုံးရာသီလည်းဖြစ်ပါတယ်။ဒီရာသီ Manchester United အသင်းဟာပရီးမီးယားလိဂ်မှာရှုံးပွဲ15ပွဲထိရှိထားခဲ့တာဖြစ်ပြီးပရီးမီးယားလိဂ်ပွဲစဉ်တွေပြီးဆုံးဖို့9ပွဲအလိုမှာအခုလိုဆိုးရွားတဲ့မှတ်တမ်းတစ်ခုကိုပိုင်ဆိုင်သွားခဲ့ကြတာပါ။အခုလိုရှုံးပွဲတွေဆက်နေခဲ့ကြတဲ့အတွက်ကြောင့်လည်းပြီးခဲ့တဲ့ရာသီကရမှတ်အနည်းဆုံးစံချိန်တင်ခဲ့တဲ့ရမှတ်60ထက်တောင်ဒီနှစ်ရာသီမှာပိုပြီးနှဲပါနေခဲ့တာပါ။အဲ့လိုအခြေအနေဆိုးတွေကြောင့်လည်း United အသင်းဟာလာမယ့်ဘောလုံးရာသီမှာအသင်းကိုတေချာလေးပြင်ဆင်မှုတွေပြုလုပ်သွားဖို့စီစဉ်နေခဲ့ကြတာပါ။အရင်ဆုံး Manchester United နဲ့ပို့ကိုရေးဆိုင်ရာသဘောတူညီမှုရရှိဖို့နှီးစပ်နေပြီဆိုတဲ့မာတီယက်ကွန်ညာနဲ့သတင်းတွေဟာဇက်တိုက်ဆိုလိုပြန်နှံ့လို့လာခဲ့ပြီး Manchester United အသင်းဟာဘရာဇီးစတားကိုခေါ်ယူသွားဖို့ထိတ်ဆုံးကနေရေပန်းစားနေခဲ့တာဖြစ်ပါတယ်။နောက်ပြီးဝို့အသင်းဟာမာတီယက်ကွန်ညာအတွက်ပြောင်းရွှေ့ကြေးကိုလည်းပေါင်62.5 တန်းသာသတ်မှတ်ထားခဲ့ကြတာဖြစ်ပြီး25နှစ်သားကစားသမားအတွက်အဆိုပါပြောင်းရွှေ့ကြေးပမာဏကိုပေးချေသွားဖို့တခြားသောကလပ်အသင်းတွေကလည်းစိတ်ဝင်စားစောင့်ကြည့်မှုတွေပြုလုပ်နေခဲ့ကြတာပါ။မာတီယက်ကွန်ညာနဲ့ပုဂ္ဂိုလ်ရေးသဘောတူညီမှုရဖို့နှီးစပ်နေပြီဆိုတဲ့သတင်းတွေရဲ့နောက်မှာဆက်ပြီးထွက်ပေါ်လာခဲ့တဲ့သတင်းက Manchester United အသင်းဟာပေတာအိုစီမန်ကိုခေါ်ယူသွားဖို့အတွက်ကစားသမားနဲ့သဘောတူညီမှုရရှိခဲ့ပြီလို့တောင်သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။နောက်ပြီးနိုင်ဂျီးရီးယားတိုက်စစ်မှုအတွက်ပြောင်းရွှေ့ကြေးကပေါင်တန်း40လောက်သာရှိနေကြတာဖြစ်တဲ့အတွက် Manchester United ဘက်ကသဘောကျနေကြတာဖြစ်ပါတယ်။အဆိုပါပြောင်းရွှေ့ကြေးကို Manchester United အသင်းဘက်ကအရေးကြီးတဲ့ပေးချေသွားဖို့ဆန္ဒရှိနေခဲ့ပြီးနှစ်ဖက်အသင်းကြားမှာဆွေးနွေးမှုတွေဆက်လက်လှုပ်ဆောင်နေကြတာဖြစ်ပါတယ်။ဘောလုံးအားကစားနဲ့ပတ်သက်တဲ့သတင်းတွေကိုအကောင်းဆုံးတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ page ကိုလည်း like and follow လေးလုပ်ပေးခဲ့ကြဖို့ဖိတ်ခေါ်လိုက်ပါရစေ။အဆုံးလေးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။